မင်္ဂလာပါရှင်ဒါကတော့ချင်မောင်ကျိုဖြစ်ပါတယ်အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ဂျိုနီးလေးကိုလည်းကျွန်မမျှဝေပေးထားပါတယ်အရင်ဦးဆုံးစီပူတေးပါမယ်ရှင်စီများများလေးထားလိုက်ပါမယ်နော်ဒီနေ့ကျွန်မကြိုမဲ့ချင်မောင်ကများနေလို့ပါစီပူလာပြီဆိုရင်တော့ကြက်သွန်နီကိုထည့်ပြီးတော့ကြိုပေးလိုက်ပါမယ်ရှင်ကျက်တူနီနည်းနည်းနိုးလာပြီဆိုရင်တော့ပစုံစိတ်ကလေးတွေကိုထည့်ပြီးရောကြိုပါမယ်ရှင်ကဲဒါကတော့ပစုံစိတ်ကိုထည့်ကြိုနေတာဖြစ်ပါတယ်ပစုံစိတ်ကလေးတွေရလာပြီဆိုရင်တော့စနွေးနည်းနည်းထည့်လိုက်ပါမယ်နော်အသင်းပြင်ဆင်ထားတဲ့မြစ်ကိုလည်းထည့်ပြီးရောကြိုပေးလိုက်ပါမယ်ရှင်မြစ်တွေနိုးပြီးတော့ပိန်သွားတဲ့အထိဖြည်းဖြည်းလေးကြိုထားပေးလိုက်ပါမယ်ကဲမြင့်လေးတွေကတော်တော်လေးနိုးပြီးတော့ပိန်သွားပါပြီဒါဆိုရင်တော့ချင်မောင်ကိုစပြီးတော့ထည့်ပါမယ်ရှင်ချင်မောင်လေးတွေကလည်းကျွန်မအရန်မချင်ရအောင်အချင်းရည်တွေကိုညှစ်ထုတ်ထားပြီးသားဖြစ်ပါတယ်အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ချင်မောင်ကြိုနေကအများကြီးရှိပါတယ်နော်ဒါကကျွန်မကြိတ်တဲ့နီးကိုကြိုပြထားတာဖြစ်ပါတယ်ကျွန်မကချင်မောင်ကိုပြေးပြီးတော့နုအိတ်တော့အောင်ကျွန်မမကြိုက်ပါဘူးချင်းချင်မောင်လေးတွေကချက်ချောက်ကက်ကက်လေးနဲ့ပိန်နေမှကျွန်မကြိုက်ပါတယ်ရှင်ကျွန်မကြိုက်တဲ့နည်းကိုပြပေးထားတာပါရှင်ချင်မောင်လေးများနေလို့ဖြည်းဖြည်းချင်းထည့်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်ချင်မောင်ထဲတဲ့အခါမှာစီလေးတွေကခန်းတယ်လို့ဖြစ်သွားပြီမဲ့ချင်မောင်ကျက်လာတဲ့အခါမှာစီကသူ့ဟာသူပြတ်ထွက်လာပါမယ်ရှင်ချင်မောင်ကြိုတဲ့အခါမှာအရန်ကိုချိန်ပေးရပါရဲ့နော်ကျွန်မကြိုတာတနာရီကြိုအချိန်ပေးရပါတယ်ရှင်ဒါမှစားလို့ကောင်းမှဖြစ်ပါတယ်ကြိုက်ထားတဲ့ပစုံ6လေးတွေကိုလည်းထည့်ပေးလိုက်ပါတယ်ဒီနေရာမှာကျွန်မပစုံ6ကိုအရန်ကြည့်အောင်ကြိုက်ပါဘူးရှင်ချင်မောင်ကြိုစားတဲ့အခါမှာပစုံ6လေးတွေကိတ်စားရတာကတကယ်ကောင်းပါတယ်ချင်မောင်နဲ့မြင့်နဲ့တမအောင်မွေလိုက်ပြီးရင်တော့အသင့်ဖြိုထားတဲ့မြင်ငပိကိုလည်းထည့်ပြီးတော့မွေပါမယ်ရှင်စားနေနဲ့ထည့်ပါမယ်အရသာမှုထည့်လိုက်ပါမယ်ရှင်ကဲစပြီးတော့မွေဖို့အချိန်ကတော့ပေးရပါတော့မယ်ရှင်မိကိုအရန်မပြင်းဘဲနဲ့အလီအလတ်ထားပြီးတော့ကျွန်မအကြာကြီးချက်ပေးလိုက်ပါတယ်ရှင်အရန်ကိုမှစားလို့ကောင်းပါတယ်နော်ဒီချင်မောင်ကြိုလေးကအထားလဲခံပါတယ်ရှင်6ကက်ကလေးလှုပ်ထားတဲ့အတွက်ရေခေးသစ်တာမှာထည့်ပြီးစားရင်တော့တော်လေးအထားခံပါတယ်
မြို့သီးစိမ်လေးတွေကိုလည်းထည့်ပြီးတော့ကျမမွေပေးလိုက်ပါတယ်ရှင်ကဲခုဆိုရင်တော့ချင်မောင်လေးတွေမြစ်လေးတွေကပိန်ပြီးမှတကယ်ကိုစားလို့ကောင်းတဲ့ချင်မောင်ဦးကြီးတစ်ခုဖြစ်လာပါပြီရှင်ဒါကတော့ကြက်ခါနီးအနေထားဖြစ်ပါရဲ့နော်မီးကိုအေးလေးနဲ့ထားပေးလိုက်ပါပြီရှင်ကဲစားကြပါအောင်ရှင်ကျမရဲ့ချစ်မောင်ချိုလေးကတော့ပြီးသွားပါပြီနော်မီးလေးပိတ်လိုက်တဲ့အခါမှာချင်မောင်ရွက်ကြိုထဲကစီတွေကလည်းသူ့ဟာသူထွက်လာပါပြီနော်ဒီမှာနော်စီတွေထွက်လာပါပြီရှင်ချင်မောင်လေးကလည်းပိန်ကပ်ပြီးတော့အရန်ကိုမဆလို့ကောင်းပါတယ်နော်ကျေးဇူးပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆောင်ရအောင်ရှင်